Ceiling fan ကိုတီထွင်ခဲ့တဲ့သူဟာတကယ်ကိုပါရမီရှင်တယောက်ပါပဲ Swiss လေးကိုဖွင့်လိုက်တာနဲ့အလိုအလဲအောင်စားတင်လဲပတ်ပါတော့တယ်ဒါကြီးကဘယ်လိုမျိုးလဲပတ်နေတာလဲဆိုတာကိုကျွန်တော်အမြဲတမ်းသိချင်နေခဲ့တာပါပထမဆုံးအနေနဲ့တန်ပြားပါပါလေးအများကြီးကိုအထက်လိုက်စူးစီးပြီးကြားထဲကဟာကွက်လေးတွေမှာ copper wires တွေကိုပတ်ထားလိုက်ပါတယ်အလဲပဟီမှာတော့ axle တန်နဲ့ကြိုးတွေကိုထည့်သွင်းပြီးမိုတာရဲ့ခေါ်ဦးတိုင်းကိုတိစောက်ထားလာပါအဲ့ဒီနောက်မှာတော့ခေါ်ကိုမြန်းမြအောင်ထိန်းထားဖို့ ceiling fan ရဲ့အပေါ်နဲ့အောက်အင်ယာတွေအလဲပဟီမှာ bearings လေးတွေကိုတက်ဆင်လိုက်ပါတယ်အပေါ်ဘက်အင်ယာထဲမှာတော့ rotor တစ်ခုကိုထည့်သွင်းထားပါတယ်ဒီအစိပ်ပိုင်းလေးကိုအားလုံးစုစည်းပြီး bolts တွေနဲ့တေချာချက်ပြီးဆင်လိုက်ပါတယ် main shaft လို့ခေါ်တဲ့အဓိကဝင်ရိုးပေါ်မှာတော့ capacitor တစ်ခုကိုတက်ဆင်ထားတော့တွေ့ရမှာပါနောက်ဆုံးမှာတော့ပန်ကာတလက်ဖုံးခုကိုအပေါ်ဘက်အင်ယာမှာတက်ဆင်လိုက်ပြီးမီးလွတ်လိုက်တာနဲ့အားလုံးအစင်းသစ်လဲပတ်နိုင်ပြီဖြစ်ပါတယ်ဒီအကြောင်းအရာကနေကျွန်တော်တို့သိမြင်နိုင်တဲ့အချက်တွေကတော့တစ်ရိုးရှင်းလာပါတယ်ဆိုတဲ့အရာတွေရဲ့နောက်ကွယ်မှာတော့အင်ဂျင်နီယာပညာရပ်နဲ့သိပ္ပံနည်းကျတည်ထွင်မှုတွေအများကြီးရှိနေတာပါနှစ်အစိပ်ပိုင်းလေးတစ်ခုချင်းစီဟာသူ့နေရာနဲ့သူအရေးပါပြီးအားလုံးစုစည်းလိုက်တဲ့အခါမှသာပြီးပြည့်စုံတဲ့စက်ပစ္စည်းတစ်ခုဖြစ်လာတာပါသုံးလူသားတွေနဲ့တည်ထွင်ကြံစားမှုဟာတဘာဝနေရာမတွေကိုအသုံးချပြီးနေစဉ်ဘဝကိုပုံမတက်တောင့်တက်တာဖြစ်အောင်ဖန်တီးပေးနိုင်စွမ်းရှိပါတယ်